အားလုံးပဲမင်္ဂလာပါကြားရတဲ့ခေါ်ဝေါ်ကတော့မြန်မာမီယိုဖလာရင်ကျေးမှုနိုင်ငံဥပဒေဘာသာရေးတွေကြောင့်ပတ်ဝန်းကျင်ကအထင်ကြီးတဲ့စကားတစ်ခွန်းကဲ့ရဲ့ဝေဖန်စရာအနေနဲ့ဖြစ်တည်နေပေမဲ့သမားဆိုတဲ့ဂုဏ်ကတော့ပညာရေးတစ်ခုကိုကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်ထားသူတွေကိုခေါ်လေးရှိတဲ့စကားပဲဖြစ်ပါတယ်ဘာသာရေးတစ်ခုအနေနဲ့ပြောရရင်တော့ပါဠိစကားကလာတဲ့ထင်ပါတယ်စက်သမားပြီးသားအောင်ဘာတွေလိုအပ်လဲဘာတွေလုပ်တယ်လဲဆိုတာကတော့စက်တွေကိုမြဲသူစိုက်ပြီးစစ်စစ်အနေထားတစ်ခုကိုသုံးသပ်နိုင်ရပါမယ်ဖြစ်လာတဲ့အနေအထားတစ်ခုကိုလည်းပြုစုဆောင်ရှောက်နိုင်ရပါမယ်။ပြီးရင်တော့ကိုယ့်တဲ့ဝါသဘာရင်းသူတွေစီကနေစနေနာသင်ယူပြီးကျက်တွေရဲ့တဘာဝနေထိုင်မှုကနေသင်ယူပြီးကိုယ်တိုင်တွေးသောကြံစလက်ဆင့်ကန်တင်ပါတယ်။ကျက်ပညာနဲ့မရက်တည်နိုင်ရင်တော့ပတ်ဝန်းကျင်ကထင်မြင်မသေးအောင်ခန္ဓာရည်ကိုပဲထမ်းပြီးဝါသနာကိုပေးဆက်တင်ပါတယ်။တာဝန်ရောက်တဲ့အခါမှာတော့ရက်တည်မှုဘဝတွေမတူညီတာမို့မခံရင်စိတ်ကိုဖျောက်ထားပါ။အဲ့တော့တိန်ထောင်တောင်းစီချမ်းသာတဲ့သူနဲ့ဝိုင်းတွေမှာမခံရင်စိတ်ထားပြီးကိုယ်မှရှိတဲ့အရာအလုံးထပ်လောင်းမရင်တော့သူ့အတွက်အရာမဟုတ်ပေမဲ့ကိုယ့်အတွက်တော့ဘဝပြတ်သွားနိုင်ပါတယ်။ဝါသနာကိုပေးဆက်ပါဒါမှလည်းပတ်ဝန်းကျင်ကတဖြည်းဖြည်းချင်းနားလည်လာပြီးစက်သမားဆိုတဲ့အနေအထားဝါသနာပါမှုကိုနားလည်လာပြီးအထင်သေးတာကိုချော့လာပါလိမ့်မယ်စက်သမားဆိုတဲ့ဂုဏ်ပုတ်အရာကဓမ္မဆိုတဲ့ပညာရေးပြေဝနေမှုနဲ့ဉာဏ်ချင်းကစက်သမားဖြစ်လာမယ့်အရာတွေပါပဲကိုလိုဆရာရှိရကိုလိုပြီးပတ်ဝန်းကျင်ကိုယူမဆိုင်ပေမဲ့ဒီကိုင်းနေတာစရာမလိုရှင်းကမိတ်ဆွေရဲ့ဝါသနာကိုတစ်ချိန်မှနားလည်လာပါလိမ့်မယ်တာဝန်ဝင်မဲ့ကြက်ကောင်ကိုပဲလို့ရွေးချယ်တင်လဲဆိုရင်တော့အရင်ဆုံးစိတ်တဲ့မျိုးရိုးကိုရွေးချယ်တင်ပါတယ်ပြီးရင်တော့နှုတ်ပါပြီးရင်တော့ရှင်းနေငုတ်ပါပြီးတော့မှလမ်းကိုရွေးချယ်တင်ပါတယ်မျိုးရိုးနဲ့စိတ်တဲ့ကြီးတဲ့အခါတောင်ညမညကမှဖောက်ကျက်ပါလာတတ်ပါတယ်အေးမင်းဖိုးဘွားဘလောက်ကောင်းကောင်းဒီစားတွေးပဲချင်းမျိုးဆိုတာရှိတတ်ပါတယ်ချက်ဖို့ကောင်းပြီးရှင်ကုန်းမပါတဲ့ကျင်းနဲ့ဆိုင်ရင်ချက်ဖို့မကောင်းပေမဲ့ရှင်ကုန်းပါတာကိုရွေးချယ်တင်ပါတယ်ချက်ဖို့ကောင်းရှင်ကုန်းပါပေမဲ့ခံစားလို့စိတ်နဲ့ရင်ချက်ဖို့မကောင်းပေမဲ့ရှင်ကုန်းပါပြီးခံစားမှုအားကောင်းတဲ့ချက်ကိုရွေးချယ်တင်ပါတယ်ကြက်အင်္ဂါတွေကောင်းပြီးတင်တယ်လို့မကောင်းတာနဲ့ဆိုင်ရင်ကြက်အင်္ဂါမပြည့်စုံပေမဲ့စိတ်ထဲကြိုက်ပြီးတာကိုရွေးချယ်တင်ပါတယ်နှုတ်ကောင်းချက်ဖို့ကောင်းပြီးရှင်မနာကုန်းမကြတာနဲ့ဆိုင်ရင်နှုတ်မကောင်းချက်ဖို့မကောင်းပေမဲ့တလုံးဆိုရင်ဆိုတော့ပြီးကြတဲ့ချက်ကိုရွေးချယ်တင်ပါတယ်အရာအားလုံးပြည့်စုံတဲ့ကြက်ဆိုတာမရှိတဲ့လောက်ပါပဲချက်ကောင်းရလာပြီဆိုရင်တော့ကြက်ရဲ့နေသားကိုပြီးမှကြက်ပြင်တက်မှတာဝိုင်းမှာကြက်ကကြက်ဆွဲကောင်းမှနန်းတွေးမှပြီးရင်ရန်သူကိုရွေးချယ်ပြီးနိုင်အောင်တိုက်နိုင်မှတာဝိုင်းမှာနိုင်မှုရန်ကုန်တို့များအောင်တိုက်နိုင်ခြင်းကကြက်သမားလို့အမည်တွင်ပါတယ်လို့ပြောရင်တိုက်ကြက်ရှိသူမျိုးကိုပေါင်းတိုက်ကြက်ကောင်းများပိုင်ဆိုင်နိုင်ကြပါသည်ဗျာ